မင်္ဂလာပါဒီနေ့မှာတော့လူငယ်ဘဝခဏတာနောက်ပြောင်ကြည်စဲမှုလေးတစ်ခုကနေပြီးတော့ဘဝတစ်ခုလုံးပျက်စီးသွားရုံတင်မကဘဲနဲ့အသက်ပါဆုံးရှုံးခဲ့ရတဲ့တကယ့်ကိုသတိထားစရာကောင်းပြီးတော့စိတ်မကောင်းစရာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်အဖြစ်အပျက်ကတော့2010ခုနှစ်တုန်းကဩစတြေးလျနိုင်ငံမှာဖြစ်ပွားခဲ့တာပါအသက်19နှစ်အရွယ်ဆမ်ဘာလက်ဆိုတဲ့ရက်ဘီအားကစားသမားလူငယ်လေးကသူ့ရဲ့တငယ်ချင်းတွေနဲ့အတူအိမ်နောက်ဖေးမှာဝိုင်းတောက်ရင်းနဲ့အပန်းဖြေနေခဲ့ကြတာပါလူငယ်တဘာဝသူတို့ကလူကြီးတွေလိုပုံစံမျိုးနဲ့စကားတွေပျော်ပါနေကြတော့သူတို့ရှေ့ကကျမ်းပြင်ပေါ်မှာခရူးပတ်ကလေးတကောင်ကဖြတ်သွားတာကိုအားလုံးကမြင်လိုက်ရပါတယ်အဲ့ဒီမှာတင်သူတို့တငယ်ချင်းတွေကြားထဲမှာဒါကိုမင်းကစားရဲလားမင်းရောစားရဲလားဆိုတဲ့နောက်ပြောင်စိန်ခေါ်မှုလေးတစ်ခုပေါ်လာခဲ့ပါတယ်ဆမ်ကအဲ့ဒီနောက်ပြောင်စိန်ခေါ်မှုလေးကိုဘာမှထွေထွေထူးထူးစဉ်းစားမနေပဲနဲ့အဲ့ဒီအကြီးအကျွဲတွေပါတဲ့ခရူးပတ်ကလေးကိုကောက်ပြီးတော့ဝါးမျိုးချလိုက်ပါတယ်ကိစ္စကဒီလောက်နဲ့ပဲပြီးသွားမယ်ဆိုပြီးတော့အားလုံးကထင်ခဲ့ကြတာပါအဲ့ဒီခရူးပတ်လေးကိုစားပြီးတော့မကြခင်မှာပဲစက်မြစ်ခြေထောက်တွေကပြင်းပြင်းထန်ထန်နာကျင်လာပြီးတော့အားနေလာခဲ့ပါတယ်အစပိုင်းမှာတော့စက်မြစ်အမေကေတီကစက်မြစ်အဖေဖြစ်သူမှာရှိခဲ့ဘူးတဲ့အာယုံကြောယောဂမျိုးအဲ့ယောဂမျိုးများမျိုးရိုးလိုက်တာလားဆိုပြီးတော့စိုးရင်ခဲ့ပေမဲ့ဆရာဝန်တွေကတော့မဟုတ်ဘူးလို့ညင်းဆိုခဲ့ပါတယ်နောက်ဆုံးဆမ်ကသူ့ရဲ့အမေကိုကျွန်တော်ခရူးပတ်ကလေးတစ်ကောင်ကိုစားမိတယ်ဆိုပြီးတော့ဝိဟဝန်ခံလိုက်တဲ့အခါမှာတော့အဖြေကရှင်းသွားပါတယ်ဆရာဝန်တွေစစ်ဆေးကြည့်လိုက်တဲ့အခါမှာဆမ်ကအဲ့ဒီခရူးပတ်လေးစီကနေတဆင် red landworm လို့ခေါ်တဲ့ကြွက်တန်ကောင်ယောဂကူးစက်ခံလိုက်ရတာကိုတွေ့ရှိခဲ့ရပါတယ်အဲ့ဒီယောဂအကြောင်းကိုနည်းနည်းလေးရှင်းပြရမယ်ဆိုရင်အဲ့ဒီကပ်ပါကောင်ကကြွက်တွေရဲ့အဆုတ်ထဲမှာနေထိုင်ပြီးတော့ကြွက်ချီကနေတဆင့်ခရုပဇွန်ဖာစတာတွေကိုရောက်ရှိသွားတာပါလူတွေအနေနဲ့အဲ့ဒီတတ္တဝါတွေကိုအစိမ့်လိုက်ဖြစ်စေမကြက်တစ်ချက်ဖြစ်စေဒါမှမဟုတ်ရင်မတန့်ရှင်းတဲ့ဟီသီရွက်တွေကိုဖြစ်စေစားမိလို့ရှိရင်အဲ့ဒီကနေတဆင့်အဲ့ဒီတန်ကောင်ပိုးတွေကလူရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားတတ်ပါတယ်။ကြွက်တွေမှာလို့မဟုတ်ဘဲနဲ့လူရဲ့ခန္ဓာကိုယ်ထဲမှာတော့အဲ့ဒီတန်ကောင်တွေကလမ်းကြောင်းပြောက်ပြီးတော့အုံနောက်ထဲအထိရောက်သွားပြီးတော့အုံနောက်အမေးရောင်တာမျိုးတွေဖြစ်စေတတ်ပါတယ်။စက်မြင့်အခြေအနေတွေကတကယ်ကိုဆိုးဝါးခဲ့ပါတယ်။သူကရက်ပေါင်း420တိုင်တတိမိမျောခဲ့ပြီးတော့သူပြန်နိုးလာတဲ့အခါမှာတော့သူ့ရဲ့တကူလုံးကလေဖြတ်သွားခဲ့ပါတယ်။အစာကိုပိုက်နဲ့သွင်းရပြီးတော့24နာရီပတ်လုံးပြုစုစောင့်ရှောက်မှုခံယူခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့တငယ်ချင်းဖြစ်သူဂျင်မီကတော့စက်မြင့်စိတ်ကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာ100%အကောင်းတိုင်းရှိနေတော့မယ်။သူတောင်းပန်တဲ့အခါမှာဆန်မျက်ရည်တွေကျလာတာကိုကြည့်ပြီးတော့ဆန်သိနေတယ်ဆိုတာကိုသူခံစားရတယ်လို့ပြောပြခဲ့ပါတယ်။နှစ်ပေါင်းများစွာဝေဒနာကိုကြံ့ကြံ့ခံပြီးနောက်မှာတော့2018ခုနှစ်နိုဝင်ဘာလ2ရက်နေ့တောက်ကြနေ့မှာဆမ်ကဆေးရုံမှာပဲကွယ်လွန်သွားခဲ့ပါတယ်။သူကွယ်လွန်တဲ့အချိန်မှာတော့မိသားစုဝင်တွေနဲ့တငယ်ချင်းတွေဝိုင်းရံနေခဲ့ကြပြီးတော့သူ့ရဲ့နောက်ဆုံးစကားကတော့သူ့ရဲ့အမေကိုမမေကိုချစ်တယ်လို့ပြောသွားခဲ့တာပါဒီဖြစ်ရကလူတွေပေါ့ပေါ့တန်တန်သဘောထားတတ်တဲ့အသေးမွှားစိန်ခေါ်မှုလေးတွေကနေပြီးတော့ဘလောက်ထိကြောက်စရာကောင်းတဲ့အကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာကိုသင်ခန်းစာပေးနေတာပါဒီတော့အားလုံးပဲအစားအသောက်နဲ့ပတ်ဝန်းကျင်တန့်ရှင်းရေးကိုအထူးသတိထားကြပါလို့တိုက်တွန်းရင်းနဲ့ဒီနေ့ပြောတဲ့အကြောင်းအရာလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်